PYD နဲ့ MG မောင်းတဲ့မိတ်ဆွေတို့ရေခီးသွားရင်ပဲဖြစ်ဖြစ်အိမ်မှာပဲမီးပြတ်ရင်ဖြစ်ဖြစ်စိတ်ညစ်နေရတဲ့ခေတ်ကကုန်သွားပါပြီအခုပြထားတဲ့ပစ္စည်းလေးရရှင်တင့်ကသွားလာယုံတင်မကဘူးအလန်းစားမီးစက်ကြီးတစ်လုံးဖြစ်သွားမှာပါဒါကတော့220ပို့3000ဝက်အထိအားပြည့်ထုတ်ပေးနိုင်တဲ့ PYD နဲ့ MG Original T-shirt Device အားတွင်းကြိုးတွေပဲဖြစ်ပါတယ်3000ဝက်ဆိုရဲပမာဏကနဲတာမဟုတ်ဘူးနော်ကားထဲကနေလျှက်စစ်မီးပြန်ထုတ်ပြီးထမင်းရှက်မလားကော်ဖီဖြော်မလားဖုန်းနဲ့ laptop အားတွင်းမလားကြိုက်တယ်လို့သုံးလို့ရပါတယ်အထူးသဖြင့်ခီးသွားဝါတနာပါရဲ့ camping ထွက်တဲ့သူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားတဲ့ပစ္စည်းလေးပါပဲပစ္စည်းကောင်းမှာသုံးရှင်တဲ့သူတွေအတွက် brand new အစစ်အမှန်မှာတကြိုးကို8,000,000ကျပ်ထဲနဲ့အခုပဲဝယ်ရရှိနိုင်ပါပြီအရေးသွေးရအတွက်ကတော့စိတ်ချလက်ချတာသုံးလိုက်ပါမီးပြက်လဲအေးဆေးပဲဆိုတာမျိုးဖြစ်ရှင်တော့အခုပဲဖုန်းနံပါတ်ဖြစ်တဲ့3995လုံး6399 3999 အခုပဲဆက်သွယ်လိုက်ပါရှင်ဒီဗီဒီယိုလေးက MG နဲ့ PYD မောင်းတဲ့မိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like and share လေးလုပ်ပေးသွားပါဦးနောက်ထပ်လည်း EV နဲ့ပတ်သက်တဲ့ဗဟုသုတတွေနဲ့ပစ္စည်းအသစ်တွေကိုအမြဲတင်ပေးသွားပါမယ်ရှင်